နန်းတွင်အပြိုတော်ရွေးချယ်တဲ့နေ့ရောက်တော့မှမိခင်ဖြစ်သူကတမင်စီစဉ်ပေးထားတဲ့သူမရဲ့လှပခမ်းနားတဲ့ဝတ်စုံကြီးဟာလူအများရှိမှပြည့်ထွက်သွားခဲ့လို့သူမအတွက်အဆက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရပါတယ်ရိုးရိုးရှင်းရှင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့မိထွေးရဲ့သမီးဖြစ်တဲ့သူမရဲ့ညီမအနာမှာတော့လက်ပြလေးတွေဝဲပြန့်နေခဲ့ပြီးမေတော်ကြီးကအတိတ်နမိတ်ကောင်းဖြစ်မှတ်ယူခဲ့တာကြောင့်အဲ့ဒီအချိန်ကစလို့ညီမဖြစ်သူဟာဘဝမှာချက်ချင်းမြင်မသွားခဲ့ပါတယ်အဲ့ဒီအချိန်ရောက်မှပဲဒီကိစ္စတွေအားလုံးဟာမိခင်ရင်းရဲ့အကြံစီတွေဆိုတာကိုကောင်းမလေးကနောက်ဆုံးမှနားလေသဘောပေါက်သွားခဲ့ပါတယ်မိခင်ကအဲ့ဒီဝတ်စုံမှာကြိုတင်ပြီးပြင်ဆင်မှုတွေလုပ်ထားခဲ့တာဖြစ်ပေမဲ့သူမသတိထားမိချိန်မှာတော့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီတရားဝင်ဇနီးကြီးရဲ့သမီးဖြစ်တဲ့သူမကိုအမြင့်ပြတ်ဖယ်ရှားပြီးညီမဖြစ်သူရဲ့ရှေ့ရေးကိုမနှောက်ယှက်နိုင်အောင်မိခင်နဲ့ညီမဖြစ်သူတို့ကပူးပေါင်းပြီးသူမကိုအစိတ်ခက်သက်ဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမမျက်စိဖွင့်ကြည့်လိုက်တော့နန်းတွင်အပြိုတော်ရွေးချယ်ပွဲအတွက်မိခင်ဖြစ်သူကဝတ်စုံလာပေးတဲ့နေ့ကိုပြန်ရောက်နေတာကိုအောက်ွယ်တွေ့လိုက်ရပါတယ်ဒီတစ်ချိန်မှာတော့သူတို့ပေးဆက်ရအောင်တေချာပေါက်ပြန်လုပ်မယ်လို့ကောင်မလေးကစိတ်ထဲကနေတိတ်တဆိတ်ကတိပြုလိုက်ပါတယ်သမီးကမိခင်ကိုစိတ်ပြတ်အောင်လုပ်မှာမဟုတ်ပါဘူးဒီနေ့ပွဲမှာဒီကောင်မကိုထင်ပေါ်ကြော်ကြားသွားအောင်တေချာပေါက်လုပ်ပေးမှာပါလို့ညီမဖြစ်သူကမိခင်ကိုပြောဆိုခဲ့ပါတယ်ကောင်မလေးဟာနန်းတော်ထဲသွားတဲ့လမ်းခီးမှာနန်းတွင်အစီခံမလေးတစ်ယောက်ကိုလက်ထိုးခဲ့ပြီးရေးစားရဲဆိုတဲ့အကြောင်းပြချက်နဲ့မိဖို့ချောင်ထဲသွားကလက်ကင်ပေါ်မှာပြားရည်နေငယ်ကိုတိတ်တဆိတ်တုပ်ယူခဲ့ပါတယ်နန်းတော်ထဲရောက်ချင်းမှာပဲညီမဖြစ်သူကသူမအနာကိုရှောက်လာပြီးမိခင်ကသူမအတွက်ဒီလောက်တန်မိုးကြီးတဲ့ဝတ်စုံကိုပြင်ဆင်ပေးထားတာမို့မိခင်ရဲ့စေတနာကိုအလားတမဖြစ်စေနဲ့လို့လာရောက်ပြီးခနဲ့တဲ့ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်ညီမဖြစ်သူကသူမရဲ့နာနာကိုကပ်ပြီးဘလောက်ပဲကောင်းအောင်ဝတ်ထားဘာထူးမှလည်းဒီနေ့အတွက်ပထမနေရာကငါအတွက်ပဲဖန်တီးထားတာလို့တီးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဒီလိုလုပ်လိုက်တာဟာကောင်မလေးအတွက်အခွင့်အရေးတစ်ခုဖြစ်သွားပြီးလက်ချောင်းထိပ်မှာရှိနေတဲ့ပြားရည်တွေကိုညီမဖြစ်သူရဲ့ဝတ်စုံပေါ်ကိုဖြည်းဖြည်းချင်းတုပ်လိမ့်ပေးဖို့အကွက်ဆိုင်သွားခဲ့မှန်သူမမသိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ညီမဖြစ်သူရဲ့ဝတ်စုံကိုမိခင်ဖြစ်သူကပန်းပေါင်းစုံစိန်ကြီးနဲ့ကြိုတင်စိန်ထားခဲ့တယ်ဆိုတာကောင်မလေးကရှင်းရှင်းလင်းလင်းသိနေလို့ပဲဖြစ်ပါတယ်အဲ့ဒီလိုလုပ်ထားတာကလက်ပြားတွေကိုဆွဲဆောင်နိုင်တာမှန်ပေမဲ့ပြားရည်နဲ့သာထိတွေ့သွားမယ်ဆိုရင်တော့လူသက်ကိုအန္တရာယ်ပေးနိုင်တဲ့အစိတ်ပြင်းတဲ့ပြားတူအုပ်တွေကိုခေါ်ဆောင်လာတယ်လို့ဖြစ်သွားမှာပဲဖြစ်ပါတယ်အဲ့ဒီနောက်သူမဟာအရင်ဘဝကမှတ်ဉာဏ်တွေကိုအသုံးချပြီးမင်းသားလေးကိုကယ်တင်ဖို့အတွက်ကြောက်ဆောင်မှုရှိတဲ့နေရာကိုတန်တန်မတ်မတ်သွားခဲ့ပါတယ်အရင်ဘဝတုန်းကဆိုရင်အစီခံတွေကတာဝန်ယူရမှာကြောက်လို့အချိန်မီတည်မပို့ခဲ့တာကြောင့်နောက်ဆုံးမှာမင်းသားလေးတည်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်ဒီတစ်ချိန်မှာတော့သူမပေါ်လာတဲ့အတွက်အစီခံမလေးဟာအချိန်မဆွဲရတော့ပဲနန်းတွင်သမားတော်ကိုတွားပြဖို့ချက်ချင်းပြေးသွားခဲ့ပါတယ်အုပ်ချုပ်သူအတော်ကြီးရဲ့ဥဆောင်မှုနဲ့အတူနန်းတွင်သမားတော်ကအချိန်မီရောက်လာခဲ့ပါတယ်ဒါမှသာမင်းသားလေးဟာအန္တရာယ်ကနေကင်းဝေးသွားခဲ့တာဖြစ်ပါတယ်အုပ်ချုပ်သူအတော်ကြီးအတွက်တော့ဒါဟာအသက်ကိုကယ်တင်ပေးလိုက်တဲ့ကျေးဇူးတရားတစ်ခုပါပဲဒါကြောင့်ကောင်မလေးကိုဘလို့ဆုလက်မျိုးလိုချင်တယ်လဲလို့သူမကမြင်ညမ်းခဲ့ပါတယ်ကောင်မလေးကတော့သူမရဲ့ဝတ်စုံဟာအညစ်အကြေးတွေနဲ့ပေးကျန်သွားအားပြီဖြစ်လို့ရိုးရိုးရှင်းရှင်းအပြာနုရဝတ်စုံလေးတစ်စုံလဲလှယ်ခွင့်ရရင်လုံလောက်ပါပြီလို့သာပြန်ဖြေခဲ့ပါတယ်ဒီအခါမှာအုပ်ချုပ်သူအတော်ကြီးကကျမအခုပဲသွားပြီးစီစဉ်ပေးပါမယ်လို့ပြောဆိုခဲ့ပါတယ်ကောင်မလေးဟာရိုးရှင်းတက်ရက်တဲ့အပြာနုရဝတ်စုံကိုဝတ်ဆင်ပြီးနန်းဆောင်ကြီးတဲ့ကိုဝင်ရောက်လာတဲ့အခါမှာတော့ညီမဖြစ်သူကအခွင့်အရေးကိုချက်ချင်းရယူပြီးအမဖြစ်သူကဒီလိုမျိုးရိုးရိုးကြီးဝတ်လာတာဟာတော်ဝင်နန်းတော်ရဲ့ဂုဏ်ချက်တည်ကိုအထင်သေးတာလားဒီနေ့ကျင်းပတဲ့အပြိုတော်ရွေးချယ်ပွဲကြီးကိုအလေးမထားတာလားဆိုပြီးလှောင်ပြောင်တယောခဲ့ပါတယ်မိဖုရားခေါင်ကြီးကအဲ့ဒီစကားကိုကြားတော့ကောင်မလေးကိုကြည့်ပြီးအကြောင်းရင်းကိုမေးမြန်းခဲ့ပါတယ်ကောင်မလေးကချက်ချင်းပဲဒူးထောက်ပြီးရှင်းပြခဲ့တယ်လို့အုပ်ချုပ်သူတော်ကြီးကလည်းဘေးကနေဖြစ်စဉ်ကိုဝင်ရောက်ရှင်းပြပေးခဲ့ပါတယ်ကောင်မလေးဟာလူတစ်ယောက်ကိုကယ်တင်ဖို့အတွက်ဝတ်စုံပေးချင်သွားခဲ့ရတာဖြစ်ပြီးသူမရဲ့လုပ်ရက်အတွက်ဘာစုလက်မှမတောင်းဆိုခဲ့ဘူးဆိုတာကိုမိဖုရားခေါင်ကြီးသိသွားတဲ့အခါချက်ချင်းပဲသဘောကျချီးကျူးသွားခဲ့ပြီးသူမကိုလုတ်တော်ဖြစ်အမိန့်ချမှတ်ခန့်အပ်လိုက်ပါတယ်ဒီခါညီမဖြစ်သူကဘာဖြစ်လို့လဲလူတွေရဲ့အာယုံဆိုင်မှုအားလုံးကိုသူပဲလူယူသွားပြီးလို့ဒေါသတကြီးနဲ့တွေးလိုက်ပါတယ်ဘေးနားကနေကြည့်နေတဲ့ညီမဖြစ်သူဟာဒေါသထွက်လွန်းလို့သွားရီတောင်ကျုံမတက်ဖြစ်နေခဲ့ပါတယ်သူမကလည်းအရှုံးမပေးပဲရှေ့ကိုထွက်လာခဲ့ပြီးသူမရဲ့ဝတ်စုံဟာပန်းပေါင်းစုံစိန်ထားတဲ့အရင်နဲ့လိမ့်ကျန်ထားတာဖြစ်လို့အခြေအနေကိုပြန်လဲအသာစီးရဖို့အတွက်ခန္ဓာကိုယ်ကိုလှုပ်ရှားဟန်ရေးပြခဲ့ပါတယ်ဧကရစ်မင်းမြတ်ကလည်းသူမကိုသတိထားမိသွားပြီးသူမကိုလည်းလုတ်တော်အဖြစ်ခန့်အပ်ပေးခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာတင်ပြားတူအုပ်ကြီးဟာနန်းဆောင်ကြီးတဲ့ကိုအမဲရောင်အုံမေကြီးအလားအလုံးရင်းနဲ့ဝင်ရောက်လာခဲ့ပါတော့တယ်တေချပါဦးဆိုတဲ့ညီမဖြစ်သူရဲ့အတန်နဲ့အတူအရာအလုံးဟာပယံပါတာဖြစ်သွားခဲ့ပါတော့တယ်